လိုစိတ်မြင်ဆုပ်ထိုးခြင်းမှာဘာတွေဆောင်တင်ရလဲဆောင်တင်ခြင်းဘာတွေဖြစ်မှာလဲမဆောင်တင်ခြင်းဖြင့်ဘယ်လိုမျိုးဒိဋ္ဌိရရှိစေနိုင်ကြလဲစိတ်မြင်ဆုပ်ထိုးခြင်းမှာဒီကတော့ကာယဒိဋ္ဌိပိယဒိဋ္ဌိဖြစ်တယ်ဆရာပေးလို့ရတဲ့ဒိဋ္ဌိပေါ့အန္တရာမပြည့်ပြည့်ဝပေးလို့ရခြင်းမဟုတ်ဘူး90%ဆရာကနေမှအနှင်းခြင်းဖြစ်တယ်100%ပြည့်ရရှိဖို့ဆိုတော့မိမိကိုယ်တိုင်ကျင့်ကြံအထောက်ခြင်းမှသာလျှင်100%ရရှိနိုင်မှာဖြစ်တယ်အဲ့လိုစိတ်မဆိုးလေးတွေမှာဘာတွေဆုံးနေရမှာလဲအယတိသာမေသာကျွေးသာလင်းရှိမေယပရဒရကံဒူရာမေရယကအဲ့တော့အယတိသာဆိုတဲ့နေရာမှာအယကိုဘောပါတော့အယတိကိုလုံးဝရှောင်ကျဉ်ရမယ်တေသာဆိုတဲ့နေရာမှာမူရစေတဲ့တော့အရာအလုံးကိုရှောင်ကျဉ်ရမှာဒါကအယတိသာရှောင်ကျဉ်ခြင်းအဲ့တော့ကာမေတုမှာခုနောက်ပိုင်းမှာliving together တွေများလာတဲ့အချိန်မှာပရဒရကံအနေနဲ့ဆောင်တင်ကြရတယ်ဆောင်တင်ကြတဲ့မှာနေရှိမရဆိုပြီးတော့မှဆောင်တင်ကြတယ်ပေါ့နော်မြန်မာလိုပဲရှင်းရှင်းပဲဆိုခိုင်းတယ်အဲ့တော့ဒီနှစ်ချက်ကထိန်းသိမ်းရမယ်ကံဖြစ်တယ်မေသာကျွေးသားကိုရှောင်ကျဉ်ရမယ်ဆိုဖြစ်တယ်အဲ့တော့နေကြတော့ခွေးသားကြောင်သားမွေသားကင်းသားစသဖြင့်ဒါတွေကိုလည်းရှောင်ကျဉ်မှပို့ပြီးတော့စွမ်းနိုင်တယ်အဲ့တော့အဲ့ဒီမှာရှောင်ကျဉ်ခြင်းမှာဒီလိုမျိုးဒိဋ္ဌိတွေရတယ်ပေါ့နော်အဲ့တော့ရှောင်ကျဉ်ဘာကြောင့်ရှောင်ကျဉ်ရတာလဲဆိုတော့မကောင်းမှုကိုရှောင်ကျဉ်တဲ့သဘောပါပဲငါးပါးသီလမှာလက်စော်ပြရှင်ပုရိသလူသားတွေအတွက်ငါးပါးသီလကိုချပေးခဲ့တယ်မလိုအပ်ဘဲနဲ့ချပေးခဲ့တာမျိုးတခုမှမရှိဘူးလိုအပ်လို့ချပေးခဲ့တာရှိပဲဖြစ်တယ်အဲ့တော့ထိန်းသိမ်းနိုင်ရင်ငါးပါးသီလငါးပါးလုံးထိန်းသိမ်းနိုင်ရင်ထိန်းသိမ်းနိုင်တဲ့တော့ကောင်းတယ်အဲ့တော့စိတ်မဆိုးထိုးခြင်းကမကောင်းတဲ့လူတွေကောင်းတဲ့လမ်းကိုပို့ပေးဖို့ဆိုပြီးတော့မှရှေ့ဆရာကြီးများကရည်ရွယ်ပြီးတော့မှလည်းထုံးနှံခဲ့ကြတယ်ပေါ့နော်။အကောင်းဆုံးမှာကောင်းခြင်းဆိုခြင်းကတော့ကာယကံရှင်ပုံမှာပဲတည်သွားတယ်။အဲ့တော့ဒါကဆောင်ထိန်နဲ့အကျိုးအပြင်ကာသတိပိယဒိဋ္ဌိကိုဒါကဓာတ်စိနဲ့ထိုးမယ်ဆိုမဖြစ်မနေဆောင်ထိန်ရမယ်ကံနေဖြစ်တယ်။မဆောင်ထိန်မဲနဲ့ထိုးရင်ဘယ်လိုထိုးရမှာလဲ။ဟုတ်ပြီမဆောင်ထိန်မဲနဲ့ထိုးရင်လဝဲစေးတွေနဲ့ထိုးရတယ်။ထိုးတဲ့အခါမှာလည်းထိုးတဲ့မထိုးတဲ့ဆိုတာကတော့တေးချာပုံမှယူဆပြီးတော့ထိုးရတယ်ထိုးရမယ်နေရာမထိုးရမယ်နေရာရှိမယ်အဲ့တော့မဆောင်ထင်းခြင်းအပြင်အင်းဒီကာရမန်တွေကွာဟသွားမှာလားမဟုတ်ပါဘူးကွာဟသွားမှာမဟုတ်ဘူးတို့ပေမဲ့ဒိဋ္ဌိတော့ကွာသွားမယ်အဆောင်လျှောက်ပိုင်းကြီးအနေနဲ့အမြင်ကွာသွားပါမယ်အဲ့တော့ပြေလို့ကြပါသေး